မတော်တဆမှုတစ်ခုကနေတေလူမျောပါဖြစ်နေတဲ့တင့်အသက်ကိုတင့်ရဲ့နံပါတ်1ပရိသတ်ကကယ်တင်ခဲ့တယ်လို့မြင်အောင်ကြည့်လိုက်ပါဒါပေမဲ့အဲ့ဒီပရိသတ်ကတင်ဟာသူ့အကြိုက်ဆုံးဇက်ကောင်ကိုတက်လိုက်ပြီဆိုတာသိသွားတဲ့အခါမှာတော့စာရေးဆရာပေါ်ရှယ်တန်အတွက်ဒီနှင်းတော်တွေကကားမောက်မှုဟာငရဲခန့်ရဲ့အစပျိုးမှုပါပဲစာရေးဆရာကကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့လက်ရေးမှုအသစ်ကိုအန်နီကိုဖတ်ခိုင်းပါတယ်ထမင်းကျွေးနေရင်းနဲ့အန်နီဟာစာအုပ်ထဲကဆဲဆိုတဲ့စကားလုံးတွေကိုမကြိုက်လို့ဒေါသတကြီးပေါက်ကွဲပါတယ်စာရေးဆရာရဲ့ကိုယ်ပေါ်ကိုစွပ်ပြုတ်တွေမှောက်ချပြီးရိုက်မလို့ဖြစ်သွားပေမဲ့ချက်ချင်းဆိုသလိုပြန်လည်အေးဆေးသွားပါတယ်။ဒါဟာသူမရဲ့စိတ်မမှန်မှုကိုပထမဆုံးပြသလိုက်တာပါ။အန်နီဟာစာရေးဆရာရဲ့နောက်ဆုံးထွက်ထားတဲ့ mystery စာအုပ်ကိုဝယ်ဖတ်ပါတယ်။စာအုပ်အဆုံးမှာဇက်ကောင်ဖြစ်တဲ့ mystery တည်သွားတာကိုသိလိုက်ရချိန်မှာတော့သူမညဘက်ကြီးစာရေးဆရာရဲ့အခန်းထဲဝင်လာပြီးရှင်ငါရဲ့ mystery ကိုတက်ပစ်တယ်ဆိုပြီးအော်ဟစ်ဆဲဆိုပါတယ်။စာရေးဆရာကိုအခန်းထဲပိတ်လောင်ထားခဲ့ပြီးနှစ်ရက်တိုင်တိုင်အစာနဲ့အကိုက်ခဲပျောက်စေးမပေးဘဲထားခဲ့ပါတယ်။အန်နီပြန်လာပြီးစာရေးဆရာကိုစာအုပ်အသစ်တအုပ်ပြန်ရေးဖို့အကြက်ကင်ပါတယ်။စာရေးဆရာကိုလည်းကဘာမှာတစ်စောင်လေးရှိတဲ့သူ့ရဲ့လက်ရေးမှုအသစ်ကိုသူ့လက်နဲ့သူမိရှို့ဖျက်ဆီးခိုင်းပါတယ်။